အားလုံးပဲမင်္ဂလာပါကျမတို့ရှင်ကြပါစေဒီနေ့ကဘာအကြောင်းအရာလေးကိုပြောမှာလဲဆိုတော့တခြားပေါ့နော်မြန်မာနိုင်ငံမှာရှိနေတဲ့သူဖြစ်ပါစေဒါမှမဟုတ်တခြားထိုင်းတို့ဘာလို့မှရောက်နေပြီးတော့ဗီယက်နမ်ကိုလာနေကြည့်ချင်တယ်ဗီယက်နမ်မှာအဆင်ပြေလားဗီယက်နမ်မှာနေဖို့ဗီဇာတွေလွယ်လားဘယ်လိုအခြေအနေရှိလဲဆိုပြီးတော့မေးကြတဲ့သူတွေအတွက်အနေငယ်ပေါ့နော်တီးဝါရအောင်လို့အကြံဖြင့်အခြေအနေလေးကိုပြောပြမယ့်ဗီဒီယိုလေးဖြစ်ပါတယ်ဗီယက်နမ်မှာလာပြီးတော့အခြေချချင်တာပဲဖြစ်ဖြစ်ခဏလာနေချင်တာပဲဖြစ်ဖြစ်အလုပ်လာရှာကြည့်ချင်တာပဲဖြစ်ဖြစ်လာရင်ကောင်းမလားထိုင်းမှာနေရတာမပျော်လို့ဒါမှမဟုတ်ထိုင်းမှာနေရတာအခက်အခဲတစ်ခုခုရှိနေလို့ဗီယက်နမ်မှာပြောင်းနေကြည့်ရင်ကောင်းမလားစသဖြင့်အဲ့လိုမျိုးအတွေ့အကြုံရှိနေတဲ့သူဆိုလို့ရှိရင်တော့3မိနစ်လောက်အချိန်ပေးပြီးတော့ကြည့်ပေးပါနော်ပထမနံပါတ်1အချက်စပြီးတော့ပြောမှာဗီဇာပေါ့နော်ဗီဇာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီမှာနိုင်ငံကိုစပြီးတော့ဝင်လိုက်တာနဲ့ဝင်ချင်း free visa တစ်လပေးရပေါ့နော်အဲ့ဒီတစ်လကလည်းimmigration မှာအရင်ခက်ခဲနဲ့ဖြတ်ရတာမျိုးအမေးဖြေတွေအပြန်လှန်လုပ်ရတာမျိုးအရစ်ခံရတာမျိုးပတ်စံတောင်းတာမျိုးအဲ့လိုမျိုးကိစ္စမျိုးတွေမရှိဘဲနဲ့ကိုလွတ်လွတ်ကျွတ်ကျွတ်တစ်လ free visa ပေးပါတယ်ဒါပေမဲ့ဒါကလည်းများသောအားဖြင့်ပေါ့နော်ထားပါတော့အယောက်20မှာ19ယောက်လောက်လုံးဝ pass ဖြစ်တဲ့ဟာမျိုးပေါ့နော်အကယ်၍ကို့မှာမြန်တစ်ခုခုရစ်စရာရှိလာခဲ့လို့ကိုယ့်ရဲ့ history မှာအောင်မဟုတ်ကိုယ့်ရဲ့ passport မှာတစ်ခုခုပေါ့နော်ရစ်စရာရှိလို့ရစ်တာမိခွန်းမေးတာမျိုးတော့ကြုံကောင်းကြုံရနိုင်တာပေါ့နော်ဒါပေမဲ့များသောအားဖြင့်တော့ခုနပြောသလိုအယောက်20မှာ19ယောက်လောက်ကတော့လုံးဝဘာမှမေးမြန်းခြင်းမရှိဘဲနဲ့ဝင်လို့ရပါတယ် travel history ရှိမရှိဘာမှပြဿနာမရှိဘဲနဲ့ဝင်လို့ရတယ် free visa တစ်လတုံးကျင်းသေးထုပေးပါတယ်နောက်တစ်ခုကကြတော့ဒီလိုမျိုးပြည့်သွားပြီပေါ့နော်တစ်လ free visa ပြည့်သွားပြီဆိုလို့ရှိရင်ဘာ visa တွေနဲ့ဆက်ပြီးတော့နေလို့ရလဲပေါ့အဲ့မိကုန်းအတွက်ကကြတော့ဘာ visa တွေစပြီးတော့နေလို့ရလဲဆိုတော့3လ e visa ဆိုတာရှိရပေါ့နော်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်နိုင်ငံခြားလာတဲ့သူတွေအကုန်လုံးဟာ3လ e visa ရှောက်ပြီးတော့ extension တိုးပြီးတော့နေလို့ရတယ်အဲ့ဒီ3လ e visa ကလည်းခက်ခဲလားလို့ပြောလို့ရှိရင်တော့အရင်တုန်းကဆိုရင်လုံးဝမခက်ခဲဘူးဒီကိုကထားပါတော့ဒီလကုန်30ရက်နေ့မှာတစ်လပြည့်ပြီကိုဗီဇာပြည့်ပြီဆိုလို့ရှိရင်အဲ့30ရက်နေ့မတိုင်ခင်29ရက်နေ့လောက်မှာနိုင်ငံအပြင်ကိုခဏထွက်ပေးလိုက်ပြီးတော့ဗီဇာပြန်လျှောက်ပြီးတော့ပြန်ဝင်လာပြီးတော့ပြန်ဝင်မယ်ဆိုလို့ရှိရင်တုံးထုပေးတယ်ပေါ့နော်3လရတယ်ပေါ့အလွယ်တကူအဲ့လိုမျိုးလျှောက်လို့ရတယ်ပေါ့ဒါပေမဲ့အခုနောက်ပိုင်း3လလောက်တော့ရှိပြီပေါ့နော်အဲ့မှာဘယ်လိုမျိုးစပြီးတော့ဖြစ်လာလဲဆိုတော့မြန်မာတွေဆိုလို့ရှိရင်နည်းနည်းလေးရစ်တာအိန္ဒိယတွေနည်းနည်းရစ်တာအဲ့လိုမျိုးလေးရှိလာတဲ့အတွက်အခုနောက်ပိုင်းတော့ကိုယ်တိုင် e-visa service ကို run တာထက် agent app ပြီးတော့ agent နဲ့အတူ line နဲ့အတူဝင်လိုက်တာကတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော် agent fees တော့နည်းနည်းပေးရတာပေါ့နော်အဲ့ဒါဒါပေမဲ့အဲ့လိုလုပ်လိုက်ရတယ်ဆိုတဲ့အတွက်ကြောင့်မလို့ခက်ခဲသွားလားလို့မေးလို့ရှိရင်တော့မခက်ခဲပါဘူးတစ်နေ့ပဲအချိန်4နာရီတစ်ရက်သွားလိုက်ဟိုမှာ run တဲ့အချိန်ကြာချိန်ကတော့4နာရီလောက်ကြာတယ်အဲ့4နာရီလောက်ခဏဆောင်လိုက်တာနဲ့ဘာမှလည်းအရင်မခံရဘူးဘာမှပြဿနာလည်းမရှိဘူးအငင်းခုန်လည်းမရှိဘဲနဲ့နောက်ထပ် visa 3လအောင်အလွယ်တကူရပါတယ်အဲ့တော့ဒီမှာနေမယ်ဆိုလို့ရှိရင်အဲ့လိုမျိုး3လတစ်ချိန် visa တိုးပြီးတော့နေသွားလို့ရတယ်အဲ့3လတစ်ချိန်တိုးပြီးတော့နေကြတဲ့ဟာကလည်းမြန်မာရီပဲလားဆိုရင်လည်းမဟုတ်ဘူးဒီမှာတခြားနိုင်ငံသားတွေအဖြူကောင်းတွေလည်းတချို့သူတို့ကိစ္စတွေသူတို့နဲ့နေကြတဲ့သူတွေရှိမှာပေါ့နော်သူတို့အကုန်လုံးလည်းအဲ့လိုပဲ3လတစ်ချိန် e-visa တိုးပြီးတော့နေကြတာပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကဒီမှာတော့အထူးဆန်းမဟုတ်ဘူးပေါ့နော်တချို့အလုပ်တွေဆိုလို့ရှိရင်သူတို့ကအလုပ်ကနေ work visa work permit မချပေးတဲ့အတွက်3လတစ်ချိန် e-visa လျှောက်ပြီးတော့အလုပ်ရှိရတာနဲ့3လတစ်ချိန် e-visa လျှောက်ပြီးတော့နေကြတဲ့သူတွေလည်းရှိရတဲ့အတွက် e-visa ဒီမှာတော့ဘာမှခက်ခဲတဲ့အရာတစ်ခုမဟုတ်ဘူးပေါ့နော်အစမ်းတက်ပြမဟုတ်ပါဘူးအဆင်ပြေပါတယ် visa 3လ visa ထပ်တိုးဖို့အတွက်နိုင်ငံခြားကိုထွက်ရတယ်နိုင်ငံပြင်ပကိုအထွက်ပြရတယ်ဆိုတဲ့ကိစ္စမှာလည်းဒီမှာကတော့ဟိုချီမင်းမှာနေတဲ့သူတွေဆိုလို့ရှိရင်ကမ်ဘောဒီးယားဘော်ဒါကိုထွက်ကြပြီးတော့ဟန်နွိုင်းမှာနေတဲ့သူတွေဆိုလို့ရှိရင်လာအိုဘက်ကိုထွက်ကြတယ်ပေါ့နော်ထွက်ပြီးတော့နေချင်းပြန်ပြီးတော့အဝင်ပြပြီးတော့ဝင်လာကြတာပေါ့နော်အဲ့ဒါကကြတော့လေတွားရတဲ့လမ်းကြောင်းခက်ခဲလားဆိုလို့ရှိရင်မခက်ခဲပါဘူးသူကနေဆက်ကနေထွက်တာဖြစ်တဲ့ကြောင့်မလို့ကုန်းလမ်းမှာပဲကားနဲ့ထွက်လို့ရပါတယ်ခုနလိုမျိုးကိုယ့်အကို run မယ်ဆိုလို့ရှိရင်ကားလက်မှတ်ဖြတ်ပြီးတော့တွားလိုက်လို့ရတယ်ကိုယ့်အကို run မှာမဟုတ်ဘူး agent app မယ်ဆိုလို့ရှိရင်လည်း agent ဘက်ကစီစဉ်ပေးတဲ့ကားနဲ့တခါတည်းတွားလိုက်ရုံနဲ့အတွားပြန်ကားပါစီစဉ်ပေးပြီးသားဆိုတော့အဲ့ဒါလည်းအဆင်ပြေပါတယ်ဗီဇာကိစ္စပြီးသွားတဲ့အခါမှာဒုတိယအချက်ကနေဖို့အဆင်ပြေလားဆိုရယ်မေးခွန်းပေါ့နော်နေဖို့အဆင်ပြေလားဆိုရယ်မေးခွန်းမှာဘယ်လိုပြောရမလဲဆိုလို့ရှိရင်အကယ်၍ရည်ရွယ်ချက်ကပါလေနေပဲနေချင်တာလားခဏလာပြီးတော့ရှောင်ပြီးတော့နေချင်တာလားဒါမှမဟုတ်တခြားပေါ့နော်ကြောင်းတက်နေတာတခုခုရှိရယ် online learning တခုခုလုပ်နေတယ်ပေါ့နော်အဲ့လုပ်နေလို့လုပ်နေတဲ့အချိန်မှာခဏဒီမှာလာပြီးတော့ရှောင်ပြီးတော့ခဏလာနေချင်တာလားမျိုးဆိုရင်အဆင်ပြေတယ်အဲ့လိုမဟုတ်ဘဲနဲ့အလုပ်လုပ်ချင်တာအလုပ်လာရှာချင်တာဗီယက်နမ်မှာနေပြီးတော့အလုပ်လဲရှာမယ်ဆိုရင်တော့ခက်ခဲတယ်လို့ပြောပြရစီ။ဘာကြောင့်လဲဆိုတော့လေဗီယက်နမ်မှာအလုပ်ကိုင်ခွင့်လန်းနိုင်ငံသားတွေအတွက်တိတ်ပြီးတော့မရှိပါဘူး။သူကလေအဲ့ဆိုလို့ရှိရင်ဘာလို့ထိုင်းမှာလို့ပြောရမယ် white collar job တွေပေါ့နော်ရုံးမှာလုပ်တဲ့အလုပ်တွေအတွက်ရနိုင်လားဆိုရင်အခွင့်အရေးကအရန်နေပါတယ်။နိုင်ငံသားတွေအတွက်နေရာတိတ်မရှိဘူး။သူတို့လူမျိုးနဲ့သူတို့ပဲခံကြတာများတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ကလေ
အင်္ဂလိပ်စကားတိတ်ပြီး common မဖြစ်ဘူး common use မဖြစ်နေဘူးဒီမှာတိတ်မသုံးကြပါဘူးတော်တော်များများကလည်းမပြောတတ်ကြတာများတယ်အဲ့ခါကျတော့လုပ်ငန်းခွင်မှာနိုင်ငံသားတယောက်ကိုခံလို့ရှိရင်တိတ်ပြီးတော့အဆင်မပြေနိုင်တဲ့အတွက်သူတို့တွေမခံကြဘူးသူတို့ VNL လူမျိုးတွေပဲလုပ်ကြတယ်ဒါဆိုလို့ရှိရင် white collar job ကိုမမှန်းဘူးပေါ့နော်ကိုကအကျန်းပေါ့နော်တခြားစက်ရုံမှာလုပ်မယ်တို့ဒါမှမဟုတ်တခြားစက်တောက်ဆိုင်မှာလုပ်ချင်တယ်အဲ့လိုမျိုးပုံစံနဲ့လာမယ်ဆိုရင်ရောဆိုရယ်မေကွန်အတွက်ခါကြတော့လေဒီမှာလေတခြားနိုင်ငံတွေမှာဆိုထားပါတော့ကွာအခြေခံလုပ်သားတွေကမြန်မာတွေပေါ့နော်သူတို့နိုင်ငံသားတွေကအမြင့်ပိုင်းတွေကိုတာဝန်ယူထားကြတယ်အဲ့လိုမျိုးရှိမှာပေါ့နော်ဒါပေမဲ့ဒီနိုင်ငံမှာကြတော့လုံးဝအခြေခံလုပ်သားကိုကသူတို့နိုင်ငံသားတွေကိုယ်တိုင်ပဲလုပ်ကြတယ်ဥပမာစက်တောက်ဆိုင်မှာပကံစည်းနေတာတို့ဒါမှမဟုတ်အမိုက်လာသိမ်းနေတာတို့အရှိတပြန့်ဟိုပြီးရင်ကွာဒီအခန်းမှာကွာပတ်တိုင်းနဲ့တန်ရှင်းရေးခေါ်ခိုင်းချင်တာတော့အဲ့လိုမျိုးတွေလာလုပ်ရင်တော့မှသူတို့နိုင်ငံသားတွေကြီးပဲအခြေခံအလုပ်တွေကိုလုပ်နေကြတာဖြစ်တဲ့အတွက်အဲ့လိုမျိုးအခြေခံအလုပ်အတွက်လည်းတခြားနိုင်ငံသားတွေအတွက်နေရာသိမ့်မရှိပါဘူးအဲ့တော့ပြောချင်တာအပြက်တွေကြီးပဲလားလုံးဝအလုပ်မရနိုင်ဘူးလားလို့ပြောရင်တော့လုံးဝမရနိုင်တာမဟုတ်ပါဘူးအခွင့်အရေး 10% လောက်ပေါ့နော်100%နှုန်းမှာဆိုရင် 10% လောက်ပဲရှိတယ်အဲ့တော့ရှာရပြူရတာခက်ပါလိမ့်မယ်ဒီမှာတော့မြန်မာတွေအလုပ်လုပ်နေတာဘယ်လိုနေရာတွေမှာရှိလဲဆိုလို့ရှိရင်ဒီမှာကိုရီးယားတွေများတဲ့အတွက်ကြောင့်မလို့ကိုရီးယားစတောက်ဆိုင်တွေကိုရီးယားကော်ဖီဆိုင်တွေကိုရီးယားကုမ္ပဏီတွေအဲ့လိုမျိုးလေးတွေမှာတော့မြန်မာတွေကိုခန့်ထားပြီးတော့အလုပ်လုပ်နေကြတဲ့သူတွေလည်းရှိပါတယ်အဲ့တော့ဒါပေမဲ့ vacancy ကနေတဲ့အတွက်100မှာဘယ်လောက်ရာခိုင်နှုန်းတော့အလုပ်ရနိုင်လဲလို့မေးရင် 10% လောက်ပဲအလုပ်ရနိုင်တယ်လို့ပြောပြစီတတိယအချက်အနေနဲ့အိမ်ငှားချမယ်ဆိုတဲ့အကြောင်းပေါ့နော်အိမ်ငှားရဲဆိုရင်ရောဘယ်လိုအနေထားတွေရှိလဲလို့မေးလာလို့ရှိရင်အိမ်ငှားရဲဆိုလို့ရှိရင်အခုမှဟိုချီမင်းမှာပဲဆိုပါဆိုဟိုချီမင်းမှာဆိုလို့ရှိရင်ဘယ် district မှာနေမှာလဲမြို့လေကောင်မှာနေကျင်တာလားမြို့လေကောင်လို့ district 1မှာနေမယ်ဆိုလို့ရှိရင်တော့အိမ်ဈေးကကြီးမယ်ပြီးသွားလို့ရှိရင်နေရာကတော့အရန်လူစီကားမယ်ဝယ်ရချမ်းရတာတွေလည်းလွယ်မယ်သွားလာတာအရန်အဆင်ပြေမယ်ဒါပေမဲ့အိမ်ငှားကလည်းဈေးကြီးသလိုမျိုးဝယ်စားမယ်ဆိုရင်လည်းဈေးကြီးရပေါ့နော်မြို့လေကောင်မှာဖြစ်တဲ့အတွက်တို့တွေဟိုမြို့လေကောင်မှာကွာရန်ကုန်မှာဆိုစုလေမှာလိုမျိုးပေါ့နော်လဲတန်းတို့စုလေတွေမှာစားရင်ဈေးကြီးပေးပြီးတော့စားရတယ်လို့ပဲစားတော့ဆိုင်တွေကလည်းဈေးကြီးရပေါ့နော်အဲ့ပြဿနာရှိပါတယ်အကယ်၍အဲ့လိုမျိုးနောက်ထပ်အဲ့ဒါကြတော့မကောင်းခွက်ပေါ့နော်ကောင်းခွက်ပြန်ပြောမယ်ဆိုလို့ရှိရင် district 1ကကြတော့ foreigner တွေအရန်အသွားအလာများတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမှာရှိရဲ့ market တွေဒါမှမဟုတ်ရင် Grass and Go GNG တို့လိုပဲဒီမှာ market လေးတွေရှိရဲ့အသေးလေးတွေပေါ့နော် convenience store လေးတွေရှိရဲ့အဲ့ store လေးတွေမှာခန့်ထားတဲ့ဝန်ထမ်းလေးတွေအကုန်လုံးကforeigner တွေနဲ့အထီးတွေ့အဆက်ဆံရှိရဲ့အတွက်ကြောင့်မလို့အင်္ဂလိပ်လိုအနေချင်းရတယ်မေးရမြန်ရပြောရဆိုတော့ဝယ်ရချင်ရတာအဆင်ပြေရပေါ့နော်ဒါကကြတော့ကောင်းခွက်နဲ့ဆိုခွက်အကယ်၍မျိုးလေကောင်လိုမျိုး district 1မှာမဟုတ်ဘူးတခြား district တွေပေါ့နော်ခက်ဝေးဝေးနေရာမျိုးတွေမှာတွားပြီးတော့နေမယ်ဆိုလို့ရှိရင်အဲ့ဒီဘာပြဿနာရှိနိုင်လဲဆိုတော့ကောင်းခွက်အရင်ပြောမယ်ကောင်းခွက်ကကြတော့အိမ်ငှားကားတွေကမြို့ရဲထက်နည်းနည်းပို့ပြီးတော့ဈေးသက်သာမယ်ပြီးရင်မုတ်ဝယ်စားရတာ fast food တွေဝယ်စားရတာဘာညာရက်ကွက်ထဲရောက်သွားတဲ့အတွက်ကြောင့်မလို့တန်တယ်ဈေးသက်သာတယ်ပေါ့နော်ဒါကောင်းခွက်မကောင်းခွက်ကကြတော့ခုနဟာနဲ့ဆန့်ကျင်ဘက်ပေါ့နော်သူတို့ကဒီမှာ foreigner အဝင်အထွက်မရှိဘူးနည်းတယ်ဆိုတော့ကြောင့်မို့ foreigner တွေနဲ့မဆက်ဆံတတ်တဲ့ပြဿနာမျိုးပေါ့နော်အင်္ဂလိပ်လိုပြောရင်နားမလည်တာမျိုးတွေဝယ်ရချမ်းရတာအရင်ခက်ပါတယ်အဲ့ဒါလေးတစ်ခုကတော့နေတာကြရင်တော့အသားကျပြီးတော့ကိုလည်းနေတတ်တော့မှာပေါ့နော်ရဲရောက်ချင်းမှာတော့နည်းနည်းလေးပြဿနာဖြစ်နိုင်ပါတယ်ဒါကြတော့ဟိုချီမင်းမှာနေမဲ့သူတွေအတွက်ဘယ် district မှာနေတင်လဲဆိုရယ်မိကွန်းအတွက်ပေါ့နော်နောက်တစ်ခုကကြတော့အိမ်ငှားကြတဲ့အခါပေါ့နော်အိမ်ငှားကြတဲ့အခါဘယ်လိုအနေထားရရှိလဲဆိုရင်တခြားနိုင်ငံတွေလိုပါပဲဒီမှာလည်းတစ်နှစ် contract ပေါ့နော်တစ်နှစ် contract ကို deposit တစ်လစာပေးရပါတယ်အကယ်၍တစ်နှစ် contract မလုပ်ချင်ဘူးဆိုလို့ရှိရင်နည်းနည်း flexible ဖြစ်တဲ့ agent တွေဆိုလို့ရှိရင်တော့6လ3လ1လစသဖြင့် request လုပ်ပြီးတော့ညှိပြီးတော့ချုပ်လို့လည်းရတာမျိုးလည်းရှိပါတယ်ဒါပေမဲ့ဈေးကတော့မတူဘူးပေါ့နော်အကယ်၍350တန်အခန်းတစ်ခန်းကိုငှားမယ်ဆိုလို့ရှိရင် तू က6လဆိုလို့ရှိရင် 10% ပို့ပေးရတယ်3လဆိုလို့ရှိရင် 20% ပို့ပေးရတယ်1လဆိုလို့ရှိရင် 30% ထိပို့ပြီးပေးရတာမျိုးတွေရှိရတဲ့အတွက်350တန်အခန်းတစ်ခန်းကို6လငှားမယ်ဆိုရင်55သိန်းကျမှာဖြစ်ပြီးတော့3လငှားမယ်ဆိုလို့ရှိရင်တော့360ကျသွားမှာဖြစ်ပါတယ်အဲ့တော့အဆုံးသတ်ရမယ်ဆိုလို့ရှိရင်ဟိုချီမင်းမှာနေဖို့VNL မှာနေဖို့အဆင်ပြေလားဆိုရယ်မေးခွန်းအတွက်ဆိုလို့ရှိရင်အကယ်၍တင်မှာအလုပ်ပါလာတယ်ဆိုလို့ရှိရင် remote job ပဲဖြစ်ဖြစ်ပါလာတယ်အလုပ်ရှာဖို့မရည်ရွယ်ဘူးနေပဲနေမှာဆိုလို့ရှိရင်တော့လာနေဖို့အတွက်အဆင်ပြေပါတယ်တင့်လျော်ပါတယ်လို့ပြောချင်ပါတယ်ရှင် VNL ကိုလာမယ်နေလို့အဆင်ပြေလားဘာတွေအခက်အခဲရှိနိုင်လဲလို့မေးလာတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီမှာနေရတာကvisa လဲလွယ်တယ်ပြီးတော့ဒီမှာမြန်မာဆိုလို့ရှိရင်အနှိမ်ခံရတာမျိုးတို့ဘာလို့ခွဲခြားဆက်ဆံခံရတာမျိုးအဲ့လိုမျိုးတွေလည်းတိတ်မရှိဘူးပြီးတော့နေရတာလည်းလုံခြုံတယ်
ကုန်ကြစည်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းအရင်ကြီးကုန်ကြပြီးတော့မတက်နိုင်တော့တဲ့အမောင်မျိုးတွေလည်းဟုတ်မနေဘူးအဲ့အတွက်ကြောင့်မလို့နေမယ်ဆိုလို့ရှိရင်တော့နေလို့ကောင်းပါတယ်နေလို့အဆင်ပြေတဲ့နိုင်ငံဖြစ်ပါတယ်ဒါပေမဲ့ဘာပြဿနာရှိလဲဆိုလို့ရှိရင်မြန်မာတွေနေတဲ့အတွက်မြန်မာအစားအစာတွေဝယ်ရတာခက်တယ်မြန်မာဆိုင်တွေရှားတယ်အဲ့တော့မြန်မာဆိုင်မှာသွားစားကျင်တယ်လို့ပြောဆိုတော့မရဘူးမြန်မာအစားအစာမျိုးဥပမာထက်ညက်တို့ဘာလို့အဲ့လိုမျိုးလက်ဖက်တို့အဲ့လိုတွေဝယ်ကျင်တယ်ဆိုလို့ရှိရင်တော့ရောင်းတဲ့ဆိုင်ကနည်းနည်းနေတဲ့အတွက်မြန်မာချင်းချင်းပဲနည်းနည်းလေးတည်လာပြီးတော့ရောင်းပေးတာမျိုးလေးအဲ့လိုမျိုးလေးပဲရှိရဲ့အတွက်မြန်မာအစားအသောက်တွေရှာစားရတာခက်တယ်ပြီးရင်ဒီမှာအင်္ဂလိပ်စကားက common use ဟုတ်မနေတဲ့အတွက်တယောက်ကိုတယောက်ဆက်သွယ်ရတာဈေးဝယ်ရတာအဲ့လိုမျိုးလေးနည်းနည်းခက်တယ်ပေါ့နော်အခက်ခဲရတော့အဲ့ဒါလေးတွေရှိရဲ့ပြီးတော့အလုပ်ရှာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လာမဲ့သူတွေအတွက်ဆိုရင်တော့လုံးဝမတင်တော့ဘူးအလုပ်ရှာရတာခက်ပါတယ်10% လောက်ပဲအခြေအနေကမျှော်လင့်ချက်ရှိရဲ့အတွက်ပေါ့နော်တခြားနိုင်ငံကိုဒီနိုင်ငံထက်တခြားနိုင်ငံမှာသွားပြီးတော့ try တာပို့ပြီးတော့အဆင်ပြေမယ်လို့အကြံဉာဏ်ပေးချင်ပါတယ်ရှင်အဲ့တော့ visa တိုးရတဲ့ပုံစံပေါ့နော် visa တက်တန်းတိုးရင်ဘာတွေလုပ်ရလဲဘယ်လိုလမ်းကြောင်းရှိရလဲ agent နဲ့ဆိုဘယ်လောက်ကုန်လဲစသဖြင့် visa နဲ့ပတ်သက်တဲ့အကျယ်တဝင့်အကြောင်းအရာတွေရဲ့ပြီးတော့ဟိုချီမင်းမှာနေရမလားဟန်နွိုင်းမှာနေရမလားတခြားဘယ်မြို့တွေမှာနေလို့အဆင်ပြေသေးလဲဆိုတဲ့အကြောင်းအရာမေးခွန်းတွေရဲ့ပြီးတော့လို့ရှိရင်တစ်လကိုကုန်ကျစရိတ်ဘယ်လောက်ရှိနိုင်လဲအကျဉ်းဖြင့်မြန်မာငွေနဲ့ဆိုရင်ဘယ်လောက်ကုန်နိုင်လဲဆိုတဲ့မေးခွန်းရဲ့ပြီးတော့လို့ရှိရင်ဒီမှာရှိတဲ့အစားအသောက်တွေကမြန်မာတွေစားလို့အဆင်ပြေလားဗီယက်နမ်နိုင်ငံရဲ့အစားအသောက်တွေမြန်မာတွေကြိုက်လောက်လားမြန်မာပါဇက်နဲ့ကြိုက်လောက်လားဆိုတဲ့မေးခွန်းတွေရဲ့အဲ့ဒါတွေအတွက်ကတော့ထပ်ဗီဒီယိုအသစ်ကလေးမှာထပ်ပြီးတော့အသေးစိတ်တေချာပြပြပြီးတော့တင်ပေးတော့ပါမယ်ကျေးဇူးတင်ပါတယ်ရှင်